Hello အားလုံးပဲမင်္ဂလာပါမျိုးဝဲဖြစ်ပါတယ်မျိုးဒီနေ့ကတော့ပါကောလေးခုံရင်းနေပေါ့နော်တချင်းလေးဆိုပြပါပါမယ်တချင်းလေးနာမည်ကတော့ wine လို့ခေါ်ပါရှင်ကဲစပြီနော်မျိုးဆိုပြပါမယ်ကောင်းရဲ့ဆုံးမမင်းလေးပြိုအားရတော်နဲ့မှပဲခြင်းကိုရွေဒီနေ့လေးချစ်ဖို့မဖြစ်နိုင်သေးမချေမမဟုတ်တာကိုမင်းလေးပြီးမလို့ဒီကနေ့ပြရတဲ့တောင်းရပိုင်ဆိုင်ခြင်းဆုံးလိုက်တာအမပဲ You my do sanaja chit ku ama cha shongya ani go ba jao mya chin mi to ani ne ba jao chi khe ja le chit is a me pyong ya na do ki ke is ka lo mya jao ani ne ba jao we de ya ani ne ba jao we de ya le edi nya ma ke ri kwe ya ne saနောက်ထပ်လူတရက်ကိုချက်ချင်းနိုင်သေးလားလို့မေးမေးအရာအားလုံးဟာမင်းနဲ့သက်ဆိုင်နေလို့မေးတွင်ဒါဟာမှန်တရားပဲလေချစ်မင်းနဲ့မွေးချင်းငါအိမ်မဟာဟင်းဝင်လာနေတဲ့ကိုရောက်ခဲ့ဓမ္မကိုခရင်နဲ့လှုပ်ထားတဲ့ချင်းနဲ့ပုံရောက်ခဲ့တော့ဆင်းနေတဲ့မြင်းရဲ့လူစားနဲ့တွင်းကိုရောက်ခဲ့မင်းရဲ့နာချင်းပေါ်တိုက်တွေဆောက်ခဲ့ငါဟာမင်းနဲ့ပတ်သက်ယူမရှိအမေဖက်မဲ့ကိုလာမဲ့ကိုဘဝမှာကိစ္စပါတဲ့ကွဲတဲ့သမီးနာနေရအပတ်တိုင်းမှာငါစီရောက်ထိုင်လာငါချစ်တယ်တကယ်ဆိုကောင်းတွေ့တာနေမိသူမင်းနာလေးမြင်ချင်ရောက်ကြောင်းဒါနဲ့ချင်းမိသူမင်းနဲ့ငါချစ်ခဲ့ရလေမင်းနဲ့ငါYou my do sanaja chit ku ama cha shongya ani go ba jao mya chin mi to ani ne ba jao chi ke ja le is a me pyong ya na ke is ka lo mya jao ani ne ba jao we ya ani ne ba jao we ya It's Carlo Miato, Mani Nevada, we are Mani Nevada, we areဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲတတား